ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဦးသန်းမင်းပါဟုတ်ပြီအသက်က65နှစ်ပါဆရာကြီးဟုတ်ပြီတထုံကပါဟုတ်ပြီဗျာအဲ့ဒါသမီးအဖေအတွက်ပေါ့နော်သမီးဖြစ်သူမက်ဖြူသင်းကမေးတာပါဟုတ်ပြီဆရာကြီးရှင်တဲ့အဖေမှာခေါင်းယောဂရှိပါတယ်တဲ့ဟုတ်ပါပြီသွေးတိုးလည်းရှိပါတယ်တဲ့သွေးတိုးဟုတ်ဘယ်လောက်တိုးတယ်လို့ပြောလားမပါဘူးဆရာကြီးဟုတ်ပြီအခုဘဲခြေတောင်းနဲ့ညာလက်ထုံကျင်နေလို့ပါတဲ့ဟုတ်ပြီခြေတောက်ကားတဲ့လမ်းမလျှောက်နိုင်မဲ့ဆွဲနေလို့ပါတဲ့ဟုတ်ပြီဗျာစကားတွေပါလုံးနေပါတယ်တဲ့ဟုတ်ပြီဘလို့နေထိုင်စားတော့ရမလဲရှင်းနဲ့ညွှန်ကြားပေးပါတဲ့ဟုတ်ပြီအဲ့ဒီအတွက်အမှတ်တရပြောချင်ပါတယ်ဟုတ်ကဲ့ဆရာကြီးအဖေကိုတစ်အကျော်မှန်သမျှအားလုံးရလိုက်ပါလို့ဟုတ်ကဲ့ပါဆရာကြီးနော်မနေ့စောစောဤကြကွေးစမူစာဘရားကျော်နင်းနဲ့မှမစားပါစေနဲ့တော့ဟုတ်ကဲ့ပါဆရာကြီးငါးကျော်ကြက်ကျော်အိမ်မှာကျော်ရင်ပြန်ချက်လိုက်ပါဟုတ်ကဲ့ပါဆရာမကြီးသီးမဲ့ခန်းရင်ပြန်ချက်ကျွေးလိုက်ပါနောက်တစ်ခါမြီးလေးတွေတူလေးတွေတူမလေးတွေကလေပေါင်းတုပ်လေးတွေကင်လာတယ်ဟုတ်ကဲ့ပါအာလူးကျော်ငမုတ်ကျော်အဲ့လိုအကျော်တုပ်လေးတွေတွေ့လို့ဘာဘာစားပါအောင်ဦးစားပါအောင်ကြီးကြီးစားအောင်ကြွေးအဲ့အကျော်မစားပါနဲ့ဟုတ်ကဲ့ပါဆရာကြီးဖြစ်နိုင်လို့ရှိရင်ဝေဒနာရှင်အတွက်အိမ်မှာရှိတဲ့ဒေဥရေဆေးပြီးတိတ်နာလိုက်ပါဟုတ်ကဲ့ပါဆရာကြီးအခုခေတ်ဖြစ်ကြတဲ့ဝေဒနာရှင်တွေ100မှာဘယ်နှစ်ယောက်လဲ100ယောက်ဘာဒီအစားများလို့လဲအကျော်တွေအစားများတာပဲပူဆက်တွေရောနော်ဟုတ်ကဲ့ဆရာကြီးအဲ့တော့ဆရာခဏပြောပါတယ်ဒါတချို့လည်းနားထောင်ပြီးတချို့နားမထောင်ပြဘူးတငယ်ချင်းပဲတိုင်းရင်ဆေးဆရာပဲအကူကြီးတဲ့သူကဆရာတဲ့ငယ်တို့အကူကြီးကနဲ့ပူတယ်တဲ့တရားမှာတယောက်ကဘယ်ရလဲတဲ့အဲ့ဒါဆရာပိုက်တဲ့ရဆိုသူလည်းဆက်မေးတယ်တငယ်ချင်းနဲ့တငယ်ချင်းဘယ်အပေါက်ကဝင်ကြည့်လေတဲ့ရှူရှာပြောပါတယ်သူလည်းမေးတတ်တာဟာမင်းတာဖွားဆရာမမေးရတာပေါ့ကွာသူမိဖွားပြီးကလေးတွေဒီခေတ်မှာဘာထူးလဲသမီးရဲ့လို့မေးစပယ်မပါဘူးတဲ့ဗျာဟုတ်ကဲ့ပါဆရာကြီးရေပြားတွေမပါအနာဖြစ်တယ်တဲ့အဲ့လိုသိရပါတယ်ပေါ့ဟုတ်ကဲ့ပါဆရာဆရာကြီးလမ်းမလျှောက်နိုင်မဲ့ဆွဲနေတာရယ်စကားတွေလုံးနေတာရယ်ပေါ့နော်အဲ့ဒါကတော့တကယ်ပြောရင်လေဖြတ်တာပဲဟုတ်ကဲ့ဆရာကြီးလမ်းမလျှောက်တာရောစကားပြောလို့လုံးတာလေဖြတ်တာဟုတ်ကဲ့ဆရာကြီးဖြစ်မှာပဲအရွယ်ရဘယ်လောက်လဲ65ပါဆရာကြီး65ပဲဟုတ်ကဲ့ဆရာကြီးအဲ့တော့အဲ့ဒီအတွက်ကအလုံးစုံအကျော်အလုံးစုံဆိုစိုက်မှာကြောအိမ်မှာကြောဟုတ်ကဲ့နော် ready made အကျော်မှန်မြရလိုက်တာနဲ့တဝက်သက်သာသွားလိမ့်မယ်ဟုတ်ကဲ့ပါဆရာဒါစားစရာမရှိတော့လို့ရှိတယ်နော်တိမ်ကျင်တော့ပါမကြီးရွယ်ရတော့ပါတီးစုံချင်ရင်စားပါနေ့တနခါညကရမဲ့လိမ့်ပေးပါနေ့တနခါညကရမဲ့လိမ့်နိုင်လေးတိုင်းတနခါတကောရက်ပါကရမဲ့တကောရက်ပါဟုတ်ကဲ့ပါဆရာကြီးအဲ့ရက်တိုင်းထညက်မစားမိအောင်သတိထားပါဟုတ်ကဲ့ပါဆရာကြီးဒါအချိန်ချင်းပြောနေတာနော်အမလဲမေးဦးမှာပါအဲ့မေးဦးမှာပါမေးလေဆရာတော့မပြင်းမကြီးဖြေနေမှာပါဟုတ်ကဲ့ပါဆရာချို့နားထောင်ပြချို့နားမထောင်ပြဘူးပေါ့နော်ဘာလို့ဆိုကုသိုလ်ရတယ်လို့ယူဆလို့ပါဟုတ်ကဲ့ပါဆရာကြီးလိုက်နာလိုက်တဲ့လူကကောင်းလို့အကျိုးရှိလာပြန်ပြီးတုံ့ပြန်လာလို့ဆရာတို့မှာမူရိတာတွေပွားပြီးတော့ကျင့်တဲ့နေရတယ်လည်းအများကြီးရှိပါတယ်ဟုတ်ကဲ့ပါဆရာကြီးကြောင်းမလို့မေးပါမင်းဖြေမှာပါပဲနော်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းပြရရှင်းကြပါစေဗျာ